ပြန်သုံးစီကြောင့်ကင်ဆာဖြစ်စေနိုင်တဲ့အန္တရာယ်10မျိုးဒီလေ့ကျင့်တွေကချွေတာယာရောက်တယ်လို့ထင်ရပေမဲ့အမှန်တကယ်မှာတော့တင်းရဲ့သက်တမ်းကိုတိုးစေပါတယ်69%သောအမေတွေကဒီစီတွေကိုပြစ်ဖို့နှမျောတတ်ကြပါတယ်တင်းရဲ့ချွေတာလိုစိတ်ကတင်းစပွဲပေါ်ကိုအစိတ်တွေတင်ပေးနေတယ်လို့ဖြစ်နေပါတယ်ဒီဗီဒီယိုလေးကတော့တင်းကိုသက်တမ်းတိုးစေမဲ့ပြန်သုံးစီ1060မျိုးအကြောင်းကိုပြောပြမှာပါ like and subscribe လေးကိုလုပ်ထားပေးဖို့မမေ့ပါနဲ့နော်စင့်30စီအစ်စ်နဲ့စီအဟောင်းကိုရောနှောသုံးခြင်းကြော်ဖို့စီမလုံလောက်တဲ့အခါစီအဟောင်းတွေကိုစီအစ်စ်နဲ့ထည့်တာဒါမှမဟုတ်သုံးမိသားစီတိုင်းကိုစီပုံးတစ်ခုနဲ့ထည့်သိမ်းတာမျိုးတွေလုပ်တတ်ကြပါတယ်အန်ဒီရဲ့ရှိရတဲ့တွေကရေထဲမှာပဲပျော်ဝင်နေလို့တင်ထင်နေပါသလားဒါဆိုရင်တော့မဟုတ်ပါဘူးတင်အားတင်စီတစ်ကိုညစ်ညမ်းအောင်လုပ်နေတာပါစီဟောင်းထဲမှာရှိပြီးသား free radical တွေနဲ့ outside တွေဟာဓာတ်ကိုပစ္စည်းတွေလိုမျိုးတင်စီအစ်စ်ကိုလည်းလင်းမြန်စွာပျက်စီးယိုယွင်းစေပါတယ်ဒါဟာပုတ်နေတဲ့ပန်းတီးတစ်လုံးကိုပန်းတီးကောင်းတွေရှိတဲ့တစ်တာတွေကိုထည့်လိုက်တယ်လို့ပါပဲအကြခင်မှာပန်းတီးတစ်တာလုံးပုတ်သွားပါလိမ့်မယ်အဆင့်ကိုထက်ခါတလဲလဲကြော်ဖို့အတွက်ပြန်သုံးတဲ့စီလမ်းဘေးစားတောက်ဆိုင်တွေကစီအိုးတွေကစီတွေကိုကုန်ကြစည်ချွေထားဖို့အတွက်နေ့တိုင်းအချိန်ပေါင်းရာနဲ့ချီပြီးတော့အပူပေးပြီးတော့ပြန်သုံးလေးရှိပါတယ်ဒီစီအိုးတွေကစီတွေကကင်ဆာဖြစ်စေတဲ့ဓာတ်ပစ္စည်းတွေရဲ့စွတ်ပြုတ်လို့အောင်ပြောလို့ရပါတယ်အချိန်တိုင်းအပူပေးပြီးအနည်းရှိတဲ့ဓာတ်ပစ္စည်းတွေကိုစုစည်းပြီးထွက်ပေါ်လာတာပါဒီလိုစီနဲ့ကြော်ထားတဲ့အစားတောက်တွေရဲ့မျက်နှာပြင်မှာအစိတ်ရှိတဲ့အနက်ရောင်ကာဗွန်ဓာတ်တွေကန့်ညှိနေပါတယ်ဒါကြောင့်တင်စားနေတဲ့တချို့အရသာရှိတဲ့အစားအစာတွေကပြင်းအားမြင့်တဲ့အကင်ဆာကိုဖြစ်နိုင်စေတဲ့အရာတွေပဲဖြစ်ပါတယ်အဆင့်၈လေးနဲ့အလင်းရောင်နဲ့ထိတွေ့နေတဲ့စီအိမ်တော်တော်များများကသုံးမိသားစီတွေကိုအဝကျဲတဲ့ပကံအိုးစရီထဲမှာထည့်ပြီးတော့နောက်တစ်ခါသုံးဖို့အတွက်မြို့ကန်ထဲမှာထားလေးရှိပါတယ်ဒါကစီရဲ့ oxidation ဖြစ်စဉ်ကိုအရှိန်မြင့်ပေးလိုက်တယ်လို့ပါပဲအောက်ဆီဂျင်အလင်းရောင်နဲ့အပူချိန်မြင့်မာမှုကအဆီပျက်စီးမှုကိုအရှိန်အဟုန်နဲ့မြင့်ပေးလိုက်တဲ့အဆိုးဆုံးအရာ၃ခုပဲဖြစ်ပါတယ်စီကိုမြို့ဘေးမှာဒီလိုထားတာဟာတရက်နှစ်ရက်အတွင်းမှာပဲစီရဲ့အရည်သွေးကတိတိတသားကျဆင်းသွားပါပြီမှန်ကန်တဲ့နီလန်းတွေကတော့အေးမြပြီးအလင်းရောင်မရတဲ့ဗီဒီယိုထဲမှာကြီးမဟုတ်တဲ့လုံခြုံတဲ့ဖန်ပလင်းတွေကိုထည့်ပြီးတော့တင်ရမှာပါအဆင့်ခွန်ကစီတက်များတဲ့အစားအစာတွေကိုကြော်ထားတဲ့စီအာလူးကြော်အီချာကွေးကောက်ညင်းကြော်စတဲ့ကစီတက်များတဲ့အစားအစာတွေကိုကြော်ပြီးတဲ့နောက်မှာတော့ကြန့်ရှိတဲ့စီကကြည်လင်နေပုံရပေမဲ့လွန့်ပြရမှာနှမျောနေပါလိမ့်မယ်ဒါပေမဲ့ဒီစီတွေဟာတကယ်တမ်းတော့အစိတ်တက်နေပါပြီမိုင်လက်တက်ပြုတ်မှုကိုဖြစ်ပေါ်စေပြီးတော့acrylamide လို့ခေါ်တဲ့ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်မျိုးကိုထုတ်ပေးပါတယ်။ DC ကိုပြန်သုံးမယ်ဆိုရင်တော့နောက်ထပ်ကျော်တဲ့အစားအစာတွေက acrylamide ပမာဏပိုပြီးများလာအောင်မကစီကိုယ်တိုင်ကလည်းကစီတက်အမော်မွားတွေရွံ့နှောနေတာကြောင့်ပိုပြီးတော့ပျက်စီးပြီးမဲသွားနိုင်ပါတယ်။ချက်သားကြော်ငါးကြော်ထားတဲ့စီတွေကမွေးလီလို့ဟင်းချက်တဲ့အခါရတာရှိမယ်လို့တင်ထင်ပါလိမ့်မယ်။ဒါပေမဲ့ဒီမွေးရင်းနဲ့တွေရဲ့နောက်ွယ်မှာနှစ်ဆသောအန္တရာယ်တွေရှိနေပါတယ်။အသားတွေကိုအပူချိန်မြင့်တဲ့စီနဲ့ကြော်တဲ့အခါကစီတက်ကြော်တာထက်ပိုမိုရှုပ်ထွေးတဲ့ဓာတုဓာတ်ပြုမှုဖြစ်ပွားစေပါတယ်။ heterocyclic amine နဲ့ benzopyrene အပါအဝင်ကင်ဆာဖြစ်စေတဲ့ဓာတ်ပစ္စည်းများစွာပါဝင်နေပါတယ်။ဒီဓာတ်တွေဟာစီထဲမှာပျော်ဝင်နေတဲ့အတွက်ဒီစီကိုပြန်သုံးပြီးဟင်းချက်တဲ့အခါဟင်းပွဲတိုင်းမှာကင်ဆာဖြစ်စေတဲ့ပစ္စည်းတွေကိုထည့်သွင်းပေးလိုက်တယ်လို့ပါပဲ။ဒါအပြင်အသားတွေက protein ပိုင်းစာလေးတွေဟာစီနဲ့ရောနှောသွားတဲ့ကြောင့်မလို့စီပျက်စီးမှုကိုပိုပြီးတော့အရှိန်မြင့်တင်ပေးပါတယ်။နံပါတ်5ရေနဲ့ရောနှောထားတဲ့စီပဲကြဆန်ခရမ်းသီးငရုတ်ပွားစတာတွေကဲ့သို့ရေဓာတ်များတဲ့အစားအစာတွေကိုကြော်တဲ့အခါမှာစီအိုးကအတော်လေးပေါက်ကွဲတတ်တာကိုသတိထားမိပါလိမ့်မယ်။ရေကစီရဲ့ရေဓာတ်ခွဲခြားမှုကိုမြင့်တင်ပေးပြီးတော့ free radical acid ကိုဖြစ်ပေါ်စေတာကြောင့်စီရဲ့မီကိုထွက်မှတ်ကိုလျော့ကျစေပြီးတော့ပုံမလွယ်ကူတဲ့မီကိုတွေကိုထွက်စေပါတယ်။ဒီလိုစီမျိုးကိုနှဲငယ်ပူပေးလိုက်တာနဲ့မီကိုတွေမွန်ထူလာပြီးတော့ဒီမီကိုတွေကိုရှူရှိုက်မိရင်အဆုတ်ကိုအလွန်မင်းထိခိုက်စေပါတယ်။အဆင့်၄အယောင်မဲပြီးပြစ်လာတဲ့စီတင်ပြန်သုံးတဲ့စီရဲ့အယောင်ကရွှေရောင်ကနေတိတိတတအညိုရောင်ဒါမှမဟုတ်အနက်ရောင်ကိုပြောင်းသွားပြီးစီရဲ့အတွင်းပင်ကလည်းကြီးနေရနေပြစ်ခဲလာပြီးချွဲတဲ့အဆင့်ထိဖြစ်လာရင်ပြီးတော့ဆူရှားတဲ့ဟောင်းနှွမ်းတဲ့အနက်နေထွက်လာပြီးဆိုလို့ရှိရင်တော့ချက်ချင်းပစ်လိုက်ပါဒီစီထဲမှာ aldehyde ketoneပေါင်းဆိုင်စတဲ့အန္တရာယ်ရှိစေတဲ့ဓာတ်ပစ္စည်းမျိုးစုံနဲ့ပြည့်နေနေပါတယ်။ဒါဟာဟင်းချက်စီမဟုတ်တော့ပါဘူး။မျိုးအကြောင်းကကတ္တရာပါပဲ။တတရာဆင် omega 3 ကျွဲဝနေတဲ့စီလန်းစီပရလာစီလိုမျိုး omega 3 ကျွဲဝတဲ့စီတွေကနုညံ့ပြီးအပူဒဏ်ကိုလုံးဝမခံနိုင်တဲ့စီဖြစ်ပါတယ်။အဲ့စီတွေကအစားအသောက်တွေအတွက်အရန်ကိုကောင်းမွန်တဲ့အစီရွေးချယ်မှုဖြစ်ပေမဲ့သူတို့ရဲ့ဓာတ်ဖွဲ့စည်းပုံကအရန်ကိုမတည်ငြိမ်ပါဘူး။အပူနှဲငယ်ပေးလိုက်တာနဲ့လျင်မြန်စွာ oxidation ဖြစ်ပြီးပြိုကွဲပါတယ်။ဒီလိုစီမျိုးကိုတုပ်စားဖို့အတွက်သာသုံးသင့်ပါတယ်။နံပါတ်2မီကိုခေါင်းတိုင်မှာစွန့်ပစ္စည်းမီကိုခေါင်းတိုင်ရဲ့စီစုဘူးတွေတဲကစွန့်ပစ္စည်းတွေကိုတင်နားလဲရပါမယ်။
ဒီအတားဟာစီလုံးဝမဟုတ်ပါဘူးဒါဟာပူချိန်မြင့်မာမှုအောက်မှာအငွေ့ပြန်စုစည်းပြီးတော့အောက်ဆီဒေးရှင်းဖြစ်ပြီးတော့ဖုံးမုံတွေနဲ့ရုံတော့ထားတဲ့အစိတ်ပြင်းတဲ့ဓာတ်တပေါင်းပစ္စည်းဖြစ်ပါတယ်အဲ့ဒီထဲမှာဘန်ဆိုဘရင်းကဲ့သို့ကင်ဆာဖြစ်စေတဲ့ဓာတ်ပစ္စည်းတွေရဲ့ပမာဏဟာစိတ်ကူးလို့မရအောင်အရန်ကိုမြင့်မာပါတယ်နံပါတ်1ဟင်းချက်ပြီးတဲ့နောက်မှာအိုးထဲမှာကျန်နေတဲ့စီတင်ဟင်းတစ်ခွက်ချက်ပြီးတဲ့အခါဒဲအိုးဘေးတွေမှာကတ်နေတဲ့ရတာရှိလာတဲ့မီခိုနံပါတဲ့အစားအစာအဟောင်းအိုးကတ်ဟင်းလို့ခေါ်တဲ့အပိုင်းအစတွေကအပူချိန်မြင့်မာမှုအောက်မှာဘန်ဆိုဘရင်းကဲ့သို့ကင်ဆာဖြစ်စေတဲ့ဓာတ်ပစ္စည်းအနှဲငယ်ကိုထုတ်လွှတ်ပြီးသားဖြစ်ပါတယ်တင်ကအစီအသစ်ကိုထည့်ပြီးနောက်တစ်ခွက်ချက်တဲ့အခါမှာတော့အပူချိန်200ဒီဂရီဆယ်စီယပ်ကိုကျော်တဲ့အခါဒီတဝက်လောင်ကျွမ်းထားတဲ့အကျွင်းကြံနေကထပ်တလဲလဲပြန်กินပြီးအချောက်ခံနေတာနဲ့တူပါတယ်ဒီဖြစ်စဉ်ကကင်ဆာဖြစ်စေတဲ့ဓာတ်ပစ္စည်းတွေကိုအစာပေါင်းများစွာထုတ်လုပ်ဖို့အတွက်အရှိန်အဟုန်တိုးစေပါတယ်အသစ်ထုတ်လုပ်တဲ့ပြင်းအားမြင့်ကင်ဆာဖြစ်စေတဲ့ဓာတ်ပစ္စည်းတွေကတင်ထည့်လိုက်တဲ့စီအသစ်နဲ့တင်ချက်နေတဲ့ဟင်းတွေကိုလင်းမြန်စွာပျော်ဝင်သွားပါလိမ့်မယ်တင်ဟာလက်ဆက်တဲ့ဟင်းပွဲတွေကိုစားနေတယ်လို့ထင်ရပေမဲ့အမှန်တကယ်မှာတော့စီအဟောင်းရဲ့အစိတ်တောက်တွေနဲ့ပြင်းပြင်းထန်ထန်ညဉ့်ညံ့နေတဲ့ဟင်းပွဲကိုစားနေတာပါတင်ဟာတစ်လမှတစ်ခါလောက်ပဲကြက်သားကြော်ပြီးမဲ့ဒီလိုနူးညံ့တဲ့ကိုတက်တင်မှုမျိုးကိုတစ်နေ့ကို3နက်လုံးလုံးလုပ်နေပါတယ်ဒီဗီဒီယိုလေးကတင့်မီးဖို့ကြောင့်ကိုပုံမချမ်းပါစေလိမ့်မယ်လို့ယူဆပါတယ်တင်ကျူးစားတဲ့လူတိုင်းအထူးသဖြင့်တင်ချရတဲ့မိခင်တွေကိုမျှဝေပေးပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းပုံမစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပြပါအောင်မယ်ရှင်